မင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော် Samsung အဝိရှော်ဆက်တွေကိုကျွန်တော်တို့အိမ်မှာ pressure balance မတက်သေးဘူးအခုလောလောဆယ်လေး short ရှင်နဲ့သုံးရှင်နဲ့အဲ့လိုလူတွေအတွက် manual အသုံးပြုလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီမှာပေါ့နော် power လေးတစ်ချက်ကျွန်တော်တို့စပြီးတော့ဖွင့်လိုက်မှာပေါ့နော်ဒါမျိုးလေးမီးလေးလင်းလာမယ်မီးလေးလင်းလာပြီဆိုတာနဲ့ကျွန်တော်တို့ပထမဆုံးတော့အမှအချက်ကဘာလဲဆိုတော့ဒီလိုမျိုးwash your wrist ရဲ့ spin ရဲ့3ခုရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့ manual ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ wash ကိုကျွန်တော်ဖြောက်အောင်မယ်ပေါ့နော်ဖြောက်အောင်မယ်ဆိုတော့သူ့ကိုကျွန်တော်စပြီးတစ်ချက်နှိပ်မယ်ဒီ level အမြင့်ဆုံးဒီနှိပ်ပြီးရင်ပျောက်သွားမယ်ဒါဆိုရပြီဆိုတော့ရေစေးတဲ့နေရာမှာကျွန်တော်တစ်ချိန်မဟုတ်ရေစေးတဲ့ဟာကို2ချိန်သို့မဟုတ်3ချိန်လောက်ထိပြောင်းပေးလိုက်ပေါ့နော်ပြောင်းပေးလိုက်ပြီးရင်ကျွန်တော်ဒီထဲမှာအဝတ်တင်မယ်ဆက်ပြာကတော့လက်နဲ့သေးချာဖြော်ပြီးတော့မှပဲလောင်းထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ step ပေးလိုက်ရင်ရပြီเนาะဒါဆိုရင်သူကဒီမှာမီးကမှိတ်တုံစပြီးတော့လှုပ်တယ်ပေါ့နော်ဒီမှာမီးလေးစပြီးတော့အလုပ်လုပ်နေပြီပေါ့နော်ဒါဆိုရင်သူစပြီးတော့ run နေပြီဒါသူပြီးတော့ပြီဆိုရင်တော့ထုတ်ပြီးတော့လမ်းလို့ရပြီပေါ့နော်ဒါလောလောဆယ် pressure band မရှိတဲ့လူတွေအတွက်ယာယီသုံးဖို့အတွက်ပြောပြပေးရပါ